မင်္ဂလာပါဒီနေ့ရဲ့ဒုတိယ content ကနေကြိုဆိုပါရစေပြောမယ့်အကြောင်းအရာကတော့ Arsenal အသင်းကအခုနှုတ်ထွက်ခွင့်ပေးလိုက်တဲ့ player တွေ release လုပ်လိုက်တဲ့ player တွေစီးရင်ကိုကြီးညာလိုက်ပြီးအဲ့ဒီထဲမှာကျွန်တော်တို့ယင်းနှီးပြီးသားနာမည်တွေလည်းပါတယ်အားလုံးကြိုပြီးတော့သိနေပြီးသားနာမည်တွေလည်းပါတယ်ဒါပေမဲ့ကျွန်တော်အဓိကစိတ်ဝင်စားတဲ့ player က3ဦးရှိတယ်အဲ့ဒါက Zinchenko, Thomas Partey နဲ့ Sambi Lokonga တို့ပဲဒီ3ဦးစလုံးဒီထွက်ဖို့အလားအလာလည်းရှိတယ်ပြီးခဲ့တဲ့ယာတီတွေတုန်းကလည်းသူတို့ကိုထုတ်ဖို့အတွက်စူးစမ်းခဲ့တယ်ပေါ့ဒါပေမဲ့အကြောင်းအမျိုးမျိုးနဲ့အသင်းမှာဆက်ရှိနေခဲ့တယ်အဲ့ဒီထဲမှာ Thomas Partey ကတော့ခြေစွမ်းအထူးပြခဲ့တယ်လို့ပြောရမယ် Arsenal အသင်းကplayer ပြန်ခေါ်ဖို့စူးစမ်းနေတဲ့ကိစ္စတွေကတော့အကုန်လုံးသိပြီးသားပဲဗျတိုက်စစ်မှုခေါ်မယ်တောင်းပန်ခေါ်မယ်ကွင်းလယ်ကတော့အခုဒီတမျိုးပြီးတမျိုးပြောနေတဲ့ဟိုဆရာသမားဇူဘီမန်ဒီကိုခေါ်မယ်ပေါ့ဗျာအဲ့ဒီလိုအခြေအနေမျိုးမှာဘသူတွေကရောအသင်းမှာဆက်ရှိနေမလဲ Arsenal ရဲ့ squad ဒီဘယ်လိုပုံစံမျိုးနဲ့ရှိနေမလဲဆိုတာကိုကျွန်တော်တို့တွေးဆရပါလိမ့်မယ်ဘယ်လိုပုံစံမျိုးနဲ့ရှိနေမလဲဆိုတာကအဝင်နေအထွက်တွေနဲ့ပို့ပြီးတော့ကြစ်လက်ခိုင်မာလာအောင်သွားမယ်အစား Manchester City တို့လိုမျိုး Chelsea တို့လိုမျိုး big squad ကြီးတစ်ခုကိုတိဆောက်သွားတော့မလားဆိုတာကိုစဉ်းစားစရာရှိပါတယ်ဘာကြောင့်ဒီလိုတွေးလဲဆိုလို့ရှိရင်အချက်2ချက်ရှိပါတယ်ပထမတစ်ချက်ကတော့လက်တွေ့ကြပြီဒုတိယတစ်ချက်ကတော့တော်တော်စိတ်ကူးရင်ဆန်တယ်လို့ပဲပြောရမှာဖြစ်ပါတယ်သို့တော့ brainstorm လုပ်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဆက်ပြီးသွားလိုက်ကြရအောင်ဆိုတော့ကျွန်တော်အခုပြောမယ့်ပထမချက်ကတော့အသင်းရဲ့ငွေကြေးမလိုအပ်မှုဖြစ်ပါတယ်Arsenal အသင်းဒီမချမ်းသာပါဘူးတခြားအသင်းတွေလိုမျိုး fan base ကြောင့်တော့၎င်းအောင်မြင်မှုကြောင့်တော့၎င်းအဲ့ဒီလိုမျိုးပတ်စံအများကြီးရှိတဲ့အသင်းမဟုတ်တဲ့အတွက်ကြောင့်အမြဲတမ်းကျွန်တော်တို့အသင်းပရိသတ်တွေရဲ့စိတ်ထဲမှာအသင်းပိုင်ရှင်တွေရဲ့စီးပွားရေးအတွက်ပါထည့်သွင်းစဉ်းစားရတဲ့အခင်းအကျင်းလေးတွေရှိပါတယ်အသင်းရဲ့ statement ကတော့ဘယ်လောက်ရှိရဲငါတို့အသင်းရဲ့ဘဏ္ဍာထဲမှာဘယ်လောက်ရှိရဲဘသူ့ကိုထုတ်လိုက်လို့ရှိရင်တော့ပတ်စံဘယ်လောက်ရမယ်ပြီးလို့ရှိရင်ဘယ်လိုပြန်သုံးမယ်စသဖြင့်ပေါ့ဗျာကျွန်တော်တို့ Arsenal အသင်းပရိသတ်တွေရဲ့ behavior ကတစ်မျိုးဖြစ်နေတယ်ဒီလိုမျိုးဘောလုံးကိုအားပေးတဲ့ဘောလုံးပရိသတ်ဆန်ဆန်မဖြစ်အောင်လဲဒီအသင်းရဲ့သမိုင်းကြောင်းနဲ့ဒီအသင်းရဲ့ပိုင်ရှင်တွေကပဲကျွန်တော်တို့ကိုပုံသွင်းထားခဲ့တယ်လို့ထင်ပါတယ်အခုရာသီမှာကတော့အသင်းကငွေပုံငွေရှန်ရှိနေတယ် PSR ကိုလုံးဝကြောက်စရာမရှိဘူးဒီလိုအခြေအနေမျိုးမှာArsenal အသင်းအနေနဲ့လက်ရှိကစားသမားတွေကိုမရောင်းမဲနဲ့လူတွေကြီးပဲခေါ်လိုက်မယ်ဆိုရင်တောင်မှအများကြီးလောက်တာခိုင်းတာရှိတဲ့အနေအထားဖြစ်ပါတယ်အဲ့ဒီလိုအချိန်မျိုးမှာrelease လုပ်မဲ့ကစားသမားစီးရင်ထဲမှာပြန်ရောင်းချမယ်ဆိုလို့ရှိရင်ငွေပေါ်နိုင်တဲ့ကစားသမားဖြစ်တဲ့ Zinchenko အလွတ်နဲ့ထွက်ခွာခွင့်ပေးမယ်ဆိုလို့ရှိရင်ပေးကောင်းပေးနိုင်တဲ့ Thomas Partey တို့လို player မျိုးတွေပါမလာဘူးဒီရာသီမှာခြေစွမ်းတွေအရန်ပြသွားတဲ့အတွက်ကြောင့် Partey ကိုဆက်ခေါ်ထားမဲ့ player အဖြစ်ကျွန်တော်တို့စဉ်းစားနေကြပေမဲ့မူလအစီအစဉ်ဆိုလို့ရှိရင်သူ့ရဲ့အသက်အရွယ်အနေအထားနဲ့ထွက်ခွာခွင့်ပေးတော့မဲ့အနေအထားပါဒီအခြေအနေကိုပြီးခဲ့တဲ့ရာသီတွေမှာတော့ကလည်းကျွန်တော်တို့ကြုံခဲ့ပြီးသားဒါကြောင့်မို့လို့ Partey ကိုဆက်ထားခြင်းကလည်းအသင်းရဲ့ရည်ရွယ်ချက်တစ်စုံတစ်ရာကိုထင်ဟပ်နေတယ်လို့ကျွန်တော်ကယူဆတာပါပြီးတော့ Sambi Lokonga သူ့ရဲ့ contract အရ 1 year extension တိုးရတယ်အသင်းကိုပြန်ခေါ်ရတယ်လောလောဆယ်ထွက်ခွာခွင့်ပေးလိုက်တဲ့ကစားသမားစီးရင်မှာတွေ့မနေပါဘူးလုံးဝအသုံးမတည့်တော့ဘူးဆိုလို့ရှိရင် Arsenal အနေနဲ့တခုခုလုပ်ရပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့ဒီ player အတွက်ပေးထားရတဲ့လစာကရာသီကုန်ထိပေါင်းလိုက်လို့ရှိရင်မနေဘူးဗျာအဲ့ဒီတော့နှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီးတော့အသင်းသစ်ရှာခိုင်းလိုက်တာပိုကောင်းတယ်လိုကွန်ကာဆိုတာလည်းသူ့မှာလည်းအဆင့်တစ်ခုရှိတဲ့အတွက်ကြောင့်အသင်းသစ်ရဖို့ကတော့တိတ်မခတ်ဘူးသို့တော့ Arsenal အသင်းကဆက်ခေါ်ထားဖို့စဉ်းစားခဲ့တယ်ပြီးတော့နောက်ထပ်ငွေပေါ်နိုင်တဲ့ကစားသမားတစ်ဦးဖြစ်တဲ့ Zinchenko ကလည်းအယောင်းဝယ်စည်းထဲမှာရှိမနေပြန်ဘူးဒီချက်တွေကိုကြည့်ပြီးတော့ Arsenal အသင်းဒီ first lineup player ရော second lineup player ပါအလွန်အမင်းအင်အားပြည့်တဲ့ full squad တစ်ခုကိုတိစောက်နေပြီလားလို့အကောင့်ဘက်ကိုအများကြီးပင်းပြီးတော့ကျွန်တော်တွေးလိုက်ပါတယ်ဒီတစ်ခါမှကျွန်တော်တကယ်အကောင့်တွေးပြီးတာပါများသောအားဖြင့်ကျွန်တော်ကိုအကောင့်တွေပဲပြောတယ်အသင်းဘက်ကိုကာပြီးတယ်ပြောပေမဲ့ဒါတွေကနားထောင်တဲ့ကျွန်တော်ရဲ့ followers တွေကထင်တာပါတကယ်အဲ့ဒီလောက်မဟုတ်ပါဘူးသို့တော့ဒီတစ်ခါတော့ကျွန်တော် Arsenal ကိုတော်တော်လေးကြီးမားမားတွေးမိပါတယ်တကယ်များချတော့မလားပေါ့ဗျာစားသဖြင့်ပေါ့လေဆိုတော့ Arsenal ကဘယ်သူတွေကိုရောင်းချမလဲမသိပေမဲ့ထွက်ခွာခွင့်ပေးလိုက်တဲ့ကစားသမားစီးရင်မှာတော့ကျွန်တော်တို့စိတ်ဝင်စားနေတဲ့နာမည်တွေပါမလာခဲ့ဘူး Jorginho တို့ Tierney တို့လိုမျိုးplayer တွေကတော့ပါသွားပြီပြီးတော့ကျွန်တော်တို့အသင်းပရိသတ်တွေနဲ့ရင်းနှီးနေတဲ့ Henry Francis, OEDG, Keon Edwards စသဖြင့်လူငယ် player လေးတွေလည်းပါကြပါတယ်ဒုတိယတစ်ချက်ကိုဆက်သွားရအောင်ဘာကြောင့် Arsenal အသင်းကဒီလောက်ကြီးမားတဲ့ squad ကြီးကိုတိစောက်ဖို့ကြံစည်နေတယ်လို့ကျွန်တော်တို့တွေးရပါသလဲဒီရက်ပိုင်း Arsenal အသင်း player တွေပြောတဲ့စကားကိုပြန်ပြီးတော့တွေးကြည့်လိုက်ပါစူပလာရရှိမှဖြစ်တော့မယ်ဆိုတဲ့အကြောင်းကိုစာကာလည်းပြောတယ်ဆာလီဘာလည်းပြောပါတယ်ဆာလီဘာပြောတာဆိုလို့ရှိရင်ပို့ပြီးတော့ပြပြသားသားရှိပါတယ်စာကာကမှကျွန်တော်တို့ဘာလို့ရမယ်ဆိုတော့ကိုသိတယ်အကောင်းဆုံးကြိုးစားနေပါတယ်ဆိုပြီးပြောတာဆာလီဘာကြတော့
ဘာအကြောင်းပြချက်မှပေးခွင့်မရှိတော့ဘူးကျွန်တော်တို့စူပလာရမှဖြစ်တော့မယ်ဆိုပြီးတော့ပြောလာတယ်ဒီအချက်ကိုကြည့်ခြင်းအပြင်ကျွန်တော်တို့အသင်းပရိသတ်တွေရဲ့စိတ်ထဲမှာဘာကိုဥတည်နေပြီးဘာဖြစ်မှရတော့မယ်ဆိုတာကိုကောင်းကောင်းသိနေကြပြီသူတို့ရဲ့အဝေးလဲကန်းထဲမှာဘာကိုဆွေးနွေးနေကြတယ်ဆိုတာကိုကျွန်တော်တို့တစ်စိတ်တစ်ပိုင်းသိနိုင်ပြီလို့တော့ပြောနိုင်ပါတယ်နောက်တစ်ချက်ကနီးပြအာဒေတာပါအခုချိန်မှာအာဒေတာနဲ့ပတ်သက်လို့ဘာပဲပြောဆဲကျင်နေကြမယ်ဆိုတာသိပေမဲ့သူကိုယ်တိုင်စူဖလားအတွက်ကိုအာယုံစူးစိုက်နေပြီဆိုတာသူ့ရဲ့ပြောစကားတွေကနေတစ်ဆင့်ကျွန်တော်တို့ကောင်းကောင်းသိနိုင်ပါတယ်ဆိုတော့လာမယ့်ရာသီဒီတကယ်ကိုပဲအာဆနယ်အသင်းအတွက်အပြောင်းအလဲဖြစ်သွားကောင်းဖြစ်သွားနိုင်တဲ့ယာတီတစ်ခုဖြစ်လာဖို့အလားအလာတကယ်ရှိနေပါတယ်ကျွန်တော်တို့ရတဲ့သတင်းအရာဆိုလို့ရှိရင်ပိုင်ရှင်တွေဘက်ကတော့နီးပြအာဒေတာကိုစူဖလားမရရှိရင်လည်းထုတ်ပယ်မှာမဟုတ်ဘူးဖိအားမပေးထားဘူးလို့သိရတယ်သို့တော့သူကိုယ်တိုင်ကသူ့ကိုယ်သူဖိအားပေးထားတယ်လာမယ့်ယာတီဒီသူ့အတွက်ဖလားမဖြစ်မနေယူပေးရမယ့်ယာတီဖြစ်တယ်လို့ဆုံးဖြတ်ထားတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ကတကယ်ကိုပဲစောင့်ကြည့်ရမယ့်အခြေအနေဖြစ်နေပါပြီဒီလိုအခြေအနေတွေကြောင့်ကျွန်တော်တို့စိတ်ထဲမှာတွေးမိတာကကစားသမားအသစ်တွေလည်းခေါ်မယ်သုံးမယ်ဆိုရင်သုံးလို့ရတဲ့ squad အကြီးကြီးကိုလည်းတိဆောက်မယ်ဆိုတဲ့အင်မတန်ကိုမှအကောင်းမြင်တဲ့အတွေးကိုတွေးရတာဖြစ်ပါတယ်စင်ကြီးကိုလည်းမရောဘူးပါတီလည်းဆက်ရှိနေမယ်ရုပ်စွာအဆောင်စံပြီးလိုကွန်ကားလို player ကိုကအစအရန်ကုန်မှာထိုင်ခိုင်းထားပြီးတော့ squad rotation ခပ်ပြင်းပြင်းလုပ်ပြီးတော့ဘလို့ဖလားပဲဖြစ်တလုံးလုံးတော့ရအောင်ယူမယ်လို့များသူတို့တွေစဉ်းစားနေပြီလားလို့ကျွန်တော်အနေနဲ့မျှော်လင့်မိပါတယ်တွေးမိတာမဟုတ်ဘူးเนาะမျှော်လင့်တာအဲ့ဒီလိုဖြစ်လာခဲ့ရင်တော့တကယ်ကိုပဲအတိုင်းထက်အလွန်ဖြစ်ပါတယ်ဆိုတော့ကျွန်တော် channel ကတော့တစ်ပတ်မှာတစ်ရက်ပဲနားမယ်နေ့စဉ်နေ့တိုင်းနှစ်ပုတ်ပြောတဲ့ရက်ရှိမယ်တစ်ပုတ်ပြောတဲ့ရက်ရှိမယ်အဲ့ဒီလိုမျိုးနဲ့ Arsenal အကြောင်းတွေကိုပြောပြနေမှာပါ Arsenal ပရိသတ်တွေအတွက်လည်းဘာမှမကြားရတဲ့စားလို့ရှိရင်တော့ကိုအသင်းအကြောင်းကိုပြောနေတာကိုနားထောင်ရတာအဆင်ပြေမယ်လို့ထင်ပါတယ်ခုဒီဗီဒီယိုကတော့ Arsenal အသင်းရဲ့ release လုပ်မဲ့ player စီးရင်ကိုကြည့်ပြီးတော့လာမယ့်ရာသီမှာအသင်းရဲ့ squad ကိုဘယ်လိုတိဆောက်ဖို့အတွက်စီစဉ်နေတယ်လဲဆိုပြီးတော့ကျွန်တော်စိတ်ကူးယဉ်မိတာဖြစ်ပါတယ်တစ်ဖက်ကလည်းလက်ရှိ star player တွေရဲ့ပြောစကားတွေမှာလာမယ့်ရာသီမှာသာချန်ပီယံမဖြစ်ခဲ့ဘူးဆိုလို့ရှိရင်သို့မဟုတ်စူပလာတစ်လုံးလုံးမရခဲ့ဘူးဆိုလို့ရှိရင်အသင်းပြောင်းဖို့ပြင်ဆင်တာလိုမျိုးတကယ်ကိုကြီးမားတဲ့စိန်ခေါ်မှုတွေကြုံရကောင်းကြုံရနိုင်တဲ့အရေးအယောင်တွေလည်းမြင်နေရပါတယ်ဆိုတော့ Arsenal အတွက်ရော Arteta အတွက်ရော very crucial season is on the way ပါသူတို့တွေကောင်းကောင်းကြော်ဖြတ်နိုင်မှုတော့လိုပါတယ်ပရိသတ်တွေလည်းတော်တော်လေးကိုရင်မောနေပြီနေမထိထိုင်မထိတွေဖြစ်နေပြီအထူးသဖြင့်တော့အပြောင်းရွှေ့နေဆွဲတွေမှာပေါ့ဗျာပိုင်ရှင်တွေဘက်ကတော့ဖလားမရလဲဖြစ်တယ်ဆိုတဲ့သဘောမျိုးပြောနေသည့်တိုင်အောင်နီးပြနဲ့ကစားသမားတွေကကိုဖိအားပေးပြီးတော့တကယ်ပဲတိုက်ပွဲဝင်တော့မလားဆိုတာကိုတော့နည်းနည်းလေးစပြီးစိတ်ဝင်စားစရာကောင်းနေပြီလို့ပြောရမှာဖြစ်ပါတယ်ပြောခဲ့တဲ့အကြောင်းအရာတွေထဲမှာရုပ်တိမတန်တာမျှော်လင့်ချက်တအားများလွန်တာတွေပါကောင်းပါနေနိုင်ပါတယ်သို့တော့ကျွန်တော်အမြဲတမ်းပြောခဲ့သလိုပဲပရိသတ်တယောက်ရဲ့စိတ်ခံစားချက်ကိုလွတ်ပြောတာဖြစ်တဲ့အတွက်ကြောင့် valid ဖြစ်တဲ့ content တစ်ခုလို့တော့ကျွန်တော်ထင်ပါတယ်ပြောချင်တာရရှိရင်ဆွေးနွေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ